သက်6လအရွယ်ကလေးတစ်ယောက်တနေ့တည်းနဲ့မိခင်ကိုဆုံးရှုံးလိုက်ရတယ်။ဒါသူ့ဘဝရဲ့အစာပဲဖြစ်ပါတယ်။မင်္ဂလာပါပရိသတ်ခင်ဗျ။ AI နည်းပညာကိုသုံးပြီးမြန်မာဘဝတွေကစိတ်တိခိုက်တရားပျော်ရွှင်တရားသင်ခန်းစာရတရားဇာတ်လမ်းတွေကိုအသက်သွင်းတင်ဆက်ပေးနေတဲ့ channel လေးကနေကြိုဆိုလိုက်ပါဒီနေ့တော့မြတ်တရားနဲ့ကံကြမ္မာကြားမှာပျောက်ကွယ်သွားတဲ့ဘဝတစ်ခုရဲ့ဇာတ်လမ်းလေးကိုသင်တို့နဲ့အတူမျှဝေသွားမှာဖြစ်ပါတယ်။မန္တလေးကတိတ်တိတ်အေဂျင့်နဲ့ကြီးရလေးတီမှာမိခင်တယောက်နဲ့သူ့သားလေးတယောက်နေထိုင်ကြပါတယ်။ဒါလေးကတော့အသက်6လသားရှိသေးတဲ့ကလေးတစ်ယောက်ပါ။မိခင်ကတော့မိသားစုဝမ်းသာအတွက်နေတိုင်းဟင်းသီးဟင်းရွက်တွေကိုရွာထဲမှာလှည့်လည်ရောင်းချရပါတယ်။ဒါလေးကိုလည်းတယောက်တည်းမထားခဲ့ခြင်းတဲ့အတွက်အမျက်ချီဖို့ပြီးသူမနဲ့အတူခေါ်ဆောင်သွားလေရှိပါတယ်။မနက်ခင်းတိုင်းငုံညံ့တဲ့နေရောင်ခြည်နဲ့အတူရွာလန်းတေးသေးလေးထဲမှာဟင်းသီးဟင်းရွက်လက်လက်ဆက်ဆက်တွေရပါမယ်ဆိုတဲ့အတန်လေးနဲ့မိခင်တယောက်ရဲ့ဘဝရုန်းကန်မှုကိုမြင်တွေ့ရပါတယ်။သူတို့ရဲ့ဘဝကဆင်းရဲပေမဲ့မိခင်နဲ့သားကြကမေတ္တာတရားကတော့အလွန်ပဲနှွေးထွေးလာပါ။ဒါပေမဲ့ဘဝဆိုတာမကြာခဏမထင်မှတ်ပဲအဖြစ်အပျက်တွေကိုယူဆောင်လာတတ်ပါတယ်။ဒီနေ့မှာတော့ကံကြမ္မာဆိုးကြီးတစ်ခုဟာသူတို့သားအမိကိုရက်ဆက်ဖို့အတွက်လှိမ်မြန်သွားပဲရောက်ရှိလာပါတော့တယ်။ရွာလန်းလေးတစ်ချောင်းမှာဟင်းသီးဟင်းရွက်ရောင်းနေတဲ့မိခင်ကိုကားတစ်စီးကမတော်တဆဝင်တိုက်သွားခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်လေးတစ်ခုတွင်မှာပဲသူမဘဝဟာအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့သူ့သားလေးကတော့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ရွာသားတွေကငိုနေတဲ့ကလေးငယ်ကိုမြင်ပြီးဘယ်သူမှမနေနိုင်ကြတော့ပါဘူး။အဲ့ကလေးကိုချီပြီးရွာဦးဖုန်းတော်ကြီးကျောင်းကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ကလေးလေးကိုကတင်ပေးပါဖျားလို့မျက်ရည်နဲ့ရှောက်ထားကြပါတယ်။မိသားတရားကြီးမားတဲ့ဆရာတော်ကလည်းကလေးကိုတနာပြီးကျောင်းမှာမွေးစားဆောင်ရှောက်ပေးလိုက်ပါတယ်။အဲဒီနေ့ကနေစပြီးမိဘမဲ့ဖြစ်သွားတဲ့ကလေးလေးရဲ့ဘဝဟာဖုန်းတော်ကြီးကျောင်းထဲမှာပဲတဖြည်းဖြည်းကြီးပြင်းလာခဲ့ရပါတော့တယ်။အချိန်တွေတဖြည်းဖြည်းကုန်လွန်လာပြီးကလေးလေးကလည်းအသက်9နှစ်အရွယ်ထိကြီးပြင်းလာခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝရဲ့လမ်းကြောင်းကဒီနေရာမှာပဲရက်တက်မသွားပါဘူး။ကံကြမ္မာကသူ့အတွက်နောက်ထပ်စမ်းသပ်မှုတွေကိုစောင့်နေစေဖြစ်ပါတယ်။သူ့ဘဝကဘယ်လိုဆက်လက်ပြောင်းလဲသွားမလဲ။သူ့အနာဂတ်မှာဘာတွေထပ်ဖြစ်လာအောင်မလဲဆိုတာကိုတော့နောက်အပိုင်းမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီတန်လဲလင်းကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ share လေးလုပ်ပေးပြီးနောက်ထပ်အပိုင်းတွေကိုမလွတ်ရအောင် subscribe လေးလုပ်ပေးထားပါ။ဒီတော့ကြည့်နေတယ်ဆိုရင်လည်းကျွန်တော်ရဲ့ account လေးကို follow လုပ်ထားပေးကြပါ။နောက်အပိုင်းတွေကိုလည်းမကြခင်တင်ဆက်ပြသပေးသွားပါမယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်စငိမ့်ပါ။